သားတို့မမီတို့ရေမင်္ဂလာပါဒီနေ့တီပြောမဲ့ပုံမြင်လေးကတော့မတူညီတဲ့အစွမ်းရှိကြတယ်တဲ့တခါကခွေးမိသားစုမှာခွန်အားရှိတဲ့ခွေးဖေဖေစိတ်ရှိညံကောင်းတဲ့ခွေးမိမိတတိရှိတဲ့ခွေးကိုစူးစမ်းလိလာတတ်တဲ့ခွေးမမနဲ့ပျော်ရွှင်တတ်တဲ့ခွေးမောင်လေးတို့ရှိကြတယ်ဒီနေ့မှာတော့ခွေးမိသားစုလေးကတောင်ပေါ်ကိုတက်ပြီးလှပတဲ့ရှုခင်းကိုသွားကြည့်ဖို့အတွက်တိုင်ပင်နေကြတယ်အားလုံးကလည်းခီးထွက်ဖို့အတွက်စိတ်လှုပ်ရှားနေကြတာပေါ့ခွေးမမေကပြောတယ်ရှုခင်းကအရန်လာမှာပဲနော်ပန်းမင်တွေပြန်ယူလာပြီးအိမ်မှာပြန်ဆက်ရမယ်တဲ့ခွေးဖေဖေကလည်းပြောတယ်တောင်တက်တာကျမရေးထွက်အရန်ကောင်းတယ်တဲ့ဒီလိုနဲ့ခီးထွက်ရမယ်နေ့ကိုရောက်တော့တောင်ပေါ်ကိုချွတ်ချွတ်မွမွနဲ့ရောက်သွားပြီးအားလုံးကပျော်ရွှင်နေကြတယ်တဲ့ဒါပေမဲ့အပြန်လမ်းမှာတော့လမ်းမာပြီးတော့လမ်းပြောက်သွားတယ်ခွေးမမကစဉ်းစားတယ်ဒီမှာပဲနေပြီးလာကူညီတဲ့သူကိုစောင့်ရအောင်အဲ့လိုစဉ်းစားပြီးတော့သူ့မိသားစုကိုပြလိုက်တယ်ခွေးကတော့လမ်းမတွေ့မချင်းဒီတိုင်းလျှောက်သွားပြီးရှာတာဖို့မကောင်းဘူးလားတဲ့ဒီလိုနဲ့တယောက်တစ်မျိုးစီပဲမတူညီတဲ့အကြံတွေပေးကြတယ်ခွေးဖေဖေကတော့အလာလန်းတုန်းကမမိနေတဲ့ကြောက်တုံတို့တစ်ပင်တို့ကိုရှာရအောင်လို့ပြောတယ်ခွေးမေကလည်းသွားနေရင်လမ်းမှာအမတ်သားတွေလဲလှုပ်ခဲ့ရမယ်အားလုံးအတူတူစုပေါင်းလုံးမှာဖြစ်မယ်လို့အကြံပေးလိုက်တယ်အဲ့ဒါနဲ့ပဲခွေးမိသားစုလေးမှာတတိရှိတဲ့ခွေးကလမ်းရှာပေးတယ်အားရှိတဲ့ခွေးဖေဖေကအရှိကနေလမ်းရှင်းပေးတယ်စူးစမ်းလိလာတက်တဲ့ခွေးမမကတော့မြင်ခဲ့ရတဲ့အမတ်သားတွေကိုပြန်ပြီးစဉ်းစားပြီးတော့ပြောပြတယ်ပြောတတ်တဲ့အငယ်ဆုံးခွေးလေးကတော့အားလုံးပြောရအောင်ရေးစရာတွေပြောပြီးတော့အမောပြေအောင်လုပ်ပေးတယ်ဒီလိုနဲ့ပဲခွေးမိသားစုဟာအိမ်ပြန်လန်းကိုတဖြည်းဖြည်းနဲ့ရှာရင်းနဲ့တွေ့သွားကြတယ်တဲ့မိသားစုအတူတူပူးပေါင်းပြီးဆောင်ရွက်တာတယောက်နဲ့တယောက်စီစီလုံးလုံးရှိတာကြောင့်သူတို့ဟာဒီအခက်ခဲကိုကောင်းကောင်းမွန်မွန်ကျော်လွှားနိုင်ခဲ့ပြီးအိမ်ကိုကောင်းကောင်းမွန်မွန်နဲ့ပြန်ရောက်နိုင်ခဲ့တာပေါ့ပုံမြင်လေးရတော့ဒါပါပဲเนาะမိကုံးလေးတွေဖြေချရအောင်ပထမဆုံးမိကုံးကခွေးမိသားစုမှာရှိတဲ့အရေးအချင်းတွေကတယောက်နဲ့တယောက်တူသလားနံပါတ်1မိကုံးကသူတို့မှာဘာရေးချင်းတွေရှိသလဲမမိတလောက်ပြောပြပေးပါဦးကဲနောက်ဆုံးမိကုံးလေးတသားမိမိတို့မိသားစုမှာကောဘယ်သူတွေကဘယ်လိုအရေးချင်းတွေရှိကြလဲစဉ်းစားပြီးဖြေပေးပါဦးနော်ဟုတ်ပါပြီကဲဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်ထပ်ပုံမြင်တစ်ခုနဲ့ပြန်တွေ့ပါမယ်နော်စောင့်နေပါမယ်တတား